ဒီနေ့ကျွန်တော်ငွေကြေးအကြောင်းပြောပြပါမယ်ပြီးရင်တော့ငွေကြေးဆိုင်ရာအရေးကြီးဆုံးစီးမြင်၅ချက်ကိုပေးပါမယ်လူတော်များများဒီစီးမြင်တွေကိုလက်ခံကျင့်သုံးပြီးပတ်စံတွေအများကြီးရှာဖွေနိုင်ခဲ့ပါတယ်ဒါဆိုရင်အချိန်ဆွဲမနေပဲချမ်းသာကြွယ်ဝမှုခရီးစဉ်စလိုက်ရအောင်ငွေကြေးရဲ့ပထမဆုံးအရေးကြီးဆုံးအရာအစပြုခြင်းအခက်ခဲဆုံးဆိုတာပါပဲအစပိုင်းမှာအချိန်ပိုယူရတတ်ပြီးတော့ရလက်တွေကအရန်နှဲနေတတ်ပါတယ်မိတ်ဆွေတို့လူ90%ရဲ့အကြီးမားဆုံးပြဿနာကတော့သူတို့ကအစမှတင်လက်လျှော့လိုက်ကြတာပဲဖြစ်ပါတယ်လေရင်ကဘယ်တော့မှတိုက်ရိုက်ပြန်မတက်သွားအောင်ဆိုတာကိုမှတ်ထားပါပထမဆုံးလေရင်ပြေးလမ်းပေါ်မှာပြေးရပါတယ်အချိန်ယူရပါတယ်လေရင်ပြေးလမ်းပေါ်ကနေပြန်တက်ဖို့အတွက်သူတို့ရဲ့ကောင်းမွန်တဲ့စီတွေလောင်ကျွမ်းခံရပါတယ်ပြီးတော့လေရင်ပြေးလမ်းက2 ကီလိုမီတာလောက်ရှည်လျားတာပါပတ်စံရှာရဲ့စီးမင်းကလည်းအတူတူပါပဲပြန်တက်ချင်းမပြုတ်ခင်မှာတင်ချိန်ယူရပါမယ်ကြိုးစားအားထုတ်ရပါမယ်ပြီးရင်တော့အဲ့ဒီအချိန်ဟာစွမ်းရည်နဲ့အချိန်အများဆုံးယူရတဲ့အချိန်ပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်အန်ဒီရဲ့အရှိဆုံးဥပမာတစ်ခုကိုပေးပါမယ်မိတ်ဆွေကအင်္ဂါဂျိုသွားရမယ်ဆိုပါစို့ကမ္ဘာမြေမျက်နှာပြင်ကနေကမ္ဘာပတ်လမ်းကြောင်းအထိအကွာအဝေးကကီလိုမီတာ400ခန့်ရှိပါတယ်ဒါပေမဲ့အဲ့ဒီကီလိုမီတာ400ကိုကာမိဖို့အတွက်နေတင်အာကာသယာဉ်ရဲ့စီ90%ကုန်ဆုံးသွားပါတယ်ကျန်တဲ့စီ90%နဲ့ပဲအာကာသယာဉ်ဟာကမ္ဘာပတ်လမ်းကြောင်းကနေ3.1 ဘီလီယံကီလိုမီတာဝေးတဲ့အင်္ဂါဂြိုဟ်ရောက်ရှိသွားပါတယ်။ဆိုလိုတာကပထမဆုံးကီလိုမီတာ400အတွက်အသုံးပြုခဲ့တဲ့စီပမာဏလောက်က3.1 ဘီလီယံကီလိုမီတာအကွာအဝေးကိုကာမိခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစပြုခြင်းကအမြဲတမ်းခက်ခဲလို့ပါပဲ။အစမှာတင်ဟာကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကိုကြော်ဖြတ်ပြီးတော့ထောက်ခွာခဲ့ရပါတယ်။အဲ့ဒါအခက်အခဲဆုံးနဲ့အပင်ပန်းဆုံးအလုပ်ဖြစ်ခဲ့ပါတယ်။တင်အဲ့ဒီကနေထောက်ခွာနိုင်ပြီဆိုတာနဲ့ဘာအတားအဆီးမှမရှိတော့ပါဘူး။ဒါကြောင့်ဒီသင်ခန်းစာကိုအမြဲတမ်းမှတ်ထားပါအစပြုခြင်းအခက်အခဲဆုံးပါသင်ကဒီနေရာမှာအပြင်းထန်ဆုံးစူးစမ်းရပါမယ်ဒီနေရာမှာရလက်အနည်းဆုံးရပါလိမ့်မယ်ဒါပေမဲ့လူတော်များများဒီနေရာမှာပဲလက်လျှော့သွားကြပါတယ်အောင်မြင်မှုခရီးစဉ်မှာအစမှာစွမ်းရင်ပို300ပြီးတော့အကွာအဝေးကနည်းပါတယ်ဒါပေမဲ့အစပိုင်းမှာဘယ်တော့မှအလင်းမလိုပါနဲ့ပြီးတော့အစပိုင်းမှာရလက်နည်းရင်အင်္ဂါဂျိုသတိရပါငွေကြေးအတွက်နောက်ထပ်သင်ခန်းစာကတော့ဘတ်ဂျက်တင်ပြမှုပါတင်တို့လဲကိုယ့်ရဲ့ကိုယ်ပိုင်ဘတ်ဂျက်ကိုဘယ်လိုရေးဆွဲရမလဲဆိုတာကိုသိထားသင့်ပါတယ်ဘတ်ဂျက်ဆိုတာဝင်ငွေနဲ့ထွက်ငွေကိုဆက်ဆက်ပေးတာကိုဆိုလိုပါတယ်ဒါကငါတို့ရဲ့ဝင်ငွေဖြစ်တယ်ဒါတွေကငါတို့ရဲ့အသုံးစရိတ်တွေဖြစ်တယ်ဆိုတာမျိုးပေါ့တင်တို့ရဲ့ပတ်စံတွေကဒီလဗမာသုံးငယ်လဲနောက်လဗမာသုံးဖို့စီစဉ်ထားလဲဆိုတာကိုသိထားသင့်ပါတယ်ကျွန်တော်ရဲ့ကိုယ်ပိုင်တွေ့ကြုံရဆိုရင်တင်တို့ရဲ့ငွေကြေးကိုလက်နဲ့စတင်ရေးချပြီးတော့စတင်တွက်ချက်တာနဲ့တင်ရဲ့မျက်လုံးတွေပွင့်လာပါလိမ့်မယ်ရေးနေရင်လည်းပတ်စံတွေချွေတာနိုင်ခဲ့တဲ့အရာတွေအများကြီးရှိခဲ့တာကိုတင်းတို့သဘောပေါက်လာပါလိမ့်မယ်။ပြီးတော့ဒီလိုစာရေးသားမှုကြောင့်နောက်လာအတွက်တင်ဟာပို့ပြီးတော့သတိထားမိလာပါလိမ့်မယ်။နှစ်စဉ်အစိုးရရဲ့အသုံးစရိတ်ကဝင်ငွေထပ်ပိုနေမှာပါ။ဒီပြဿနာကပြည်သူတွေမှာလည်းရှိတဲ့ပြဿနာပါ။သူတို့ရဲ့အသုံးစရိတ်ကလည်းဝင်ငွေထွက်ပိုနေပါတယ်။တင်းတို့ရဲ့ဘတ်ဂျက်ကဘယ်တော့မှလုံငွေမပြတင်ဘူးဆိုတာကိုမှတ်ထားပါ။အဲ့ဒီအစားလစဉ်ချွေတာခြင်းနဲ့ရင်းနှီးမြှုပ်နှံမှုအကြောင်းဆွေးနွေးနိုင်မှုအတွက်ဖြစ်တင်ပါတယ်။တင်းတို့ရဲ့ဝင်ငွေနဲ့တစ်စိတ်တစ်ပိုင်းကိုလစဉ်ရင်းနှီးမြှုပ်နှံမှုအတွက်အသုံးပြုသင့်ပါတယ်။ပတ်စံရှာတဲ့အခါတတိယအကြီးဆုံးပြဿနာဘာလဲဆိုတာကိုတင်းတို့သိပါသလား။အလင်းမြန်ချမ်းသာဖို့ကြိုးစားခြင်းပါ။မှတ်ထားပါ။တင်ပတ်စံကိုမြန်မြန်ရှာဖို့ကြိုးစားလေပို့ကြအချိန်ယူရလေဖြစ်ပါလိမ့်မယ်။ကြည့်လိုက်ပါမိတ်ဆွေ။ဒီအလင်းမြန်ချမ်းသာလို့တဲ့အတွေးခေါ်ကတင့်ကိုအခြေခံကြတဲ့အမှားသုံးခုစီကိုဥတည်စေပါတယ်။ငွေကြေးဆိုင်ရာအရာအရန်ကိုဆိုးရွားတဲ့အမှားကြီးသုံးခုကိုတင်ကျူးလွန်မိပါတယ်။ပထမအမှားကတော့တင်နားမလည်နိုင်တဲ့အရာတွေထဲမှာပိတ်မိနေခြင်းပါ။ဘာဖြစ်လို့လဲဆိုတော့တင်းစိတ်ကပတ်စံကိုမြန်မြန်ရှာဖို့မှာပဲအလုရှုပ်နေပြီးတော့ငွေရှာနိုင်တဲ့နီးလန်းတိုင်းကိုဆွဲဆောင်မှုရှိရလို့တင်ယူဆမိပါတယ်။တကယ်တမ်းမှာတော့အယောင်တောက်နေတဲ့အရာတိုင်းကရွှေမဟုတ်ပါဘူး။ဝါမြင်တိုင်းဘယ်တော့မှရွှေမဖြစ်နိုင်ပါဘူး။ဒုတိယအမှားကတော့တင်ကိုယ်တိုင်ဆုံးရှုံးမခံနိုင်တဲ့ငွေကြေးစွန့်စားမှုကိုယူခြင်းပါ။ဆိုလိုတာကချီးငွေပါ။လောဘကြောင့်ဘယ်နေရာမှမဆိုပတ်စံယူပြီးတော့ရင်းနှီးမြှုပ်နှံလိုက်ခြင်းပါ။ပြီးတော့တင့်ကိုဘယ်နေရာကနေမှအလိုမပေးတဲ့အတိုးရဲ့ကခုံမှုကစတင်มาတော့တယ်တတိယအကြီးဆုံးအမှားကတော့အလင်းစလိုဆုံးဖြတ်ချက်တွေချမှတ်ခြင်းပါ။ဘာဖြစ်လို့လဲဆိုတော့တင်ချက်ချင်းချမ်းသာခြင်းလို့ပါပဲ။မစင်းသားပဲချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်တွေရဲ့အနာဂတ်မှာတင်ဟာကြီးလေးတဲ့တန်ဖိုးကိုပေးဆက်ရပါလိမ့်မယ်။ခဏတာအမှားကြောင့်ရာစုနဲ့များစွာနှင်မွန်းခံရတယ်ဆိုပြီးတော့ပြောစမှတ်ရှိပါတယ်။မကောင်းတဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခုတည်းကတင်ကိုနှစ်ပေါင်းများစွာနောက်ပြန်တွန်းပို့နိုင်ပါတယ်။ဒီအမှားသုံးခုကတင်ကိုအများကြီးထိခိုက်စေပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာချက်ချင်းရလက်လိုချင်တဲ့အတွေးခေါ်ကိုဖယ်ရှားပစ်သင့်ပါတယ်။ပြီးတော့ချက်ချင်းရလက်တွေမမြင်ရသေးရင်တော့မှအဆုံးမှာရလက်တွေကိုမြင်ရမှာပဲဆိုတဲ့ယုံကြည်ချက်နဲ့ဆက်လက်အလုပ်လုပ်သင့်ပါတယ်။ပြီးတော့ရလက်တွေကတင်တယောက်တည်းဥစားမကလူတိုင်းကိုအံ့အားသင့်စေမယ့်ပုံစံမျိုးနဲ့မြင်လာရပါလိမ့်မယ်။
နောက်စီးမြင့်တစ်ခုကိုဆက်မပြောခင်မှာအခုလိုတန်မိုးရှိရဲ့ဘူးတုဒတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ The Money Power မြန်မာ channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်ရအောင်ငွေကြီးရဲ့နောက်ထပ်ကြီးကျယ်တဲ့စီးမြင့်ကိုကျွန်တော်ပြောပြပါမယ်ပိုက်လိုင်းများစွာထားရှိပါဆိုလိုတာတင်ဝင်ငွေရနေတဲ့လမ်းကြောင်းတစ်ခုတည်းမဟုတ်ပဲအများကြီးရှိထားတဲ့ပါတယ်တင်ပုံးထဲကိုရေးလာဖြည့်ပေးမယ်ပိုက်လိုင်းတစ်ခုတည်းမဟုတ်ပဲများပြားတဲ့ပိုက်လိုင်းတွေရှိရပါမယ်ဒါမှပိုက်လိုင်းတစ်ခုကနေရေးမလာရင်တော့ပုံးကပြည့်နေဦးမှာဖြစ်ပါတယ်ကိုဗစ်ကာလမှာပြဿနာအများဆုံးတွေ့ခဲ့ရတဲ့သူတွေဟာဝင်ငွေရှားတဲ့နီလန်အများဆုံးရှိခဲ့တဲ့သူတွေဆိုတာကိုမှတ်ထားပါဒါပေမဲ့ကျွန်တော်တို့ဟာထူးဆန်းတဲ့လူတွေပါကျွန်တော်ရဲ့ဝင်ငွေပိုက်လိုင်းဟာတစ်ခုတည်းရှိပေမဲ့အသုံးစရိတ်ပိုက်လိုင်းကတော့မရေမတွက်နိုင်လောက်အောင်လုပ်ထားပါတယ်အသုံးစရိတ်ပိုက်လိုင်းတွေကိုထိထိရောက်ရောက်ဖန်တီးကြပါတယ်အိမ်ချေးငွေအရေးကြပေးချေမှု EMI ပိုက်လိုင်းပညာရေးချေးငွေပိုက်လိုင်း credit card ချေးငွေပိုက်လိုင်းကိုရေးကိုယ်တာချေးငွေပိုက်လိုင်းကျွန်တော်ဘယ်နှခုသောအသေးစားနဲ့အကြီးစားပိုက်လိုင်းတွေကိုဖန်တီးထားမိလဲ။ဘာဖြစ်လို့လဲဆိုတော့တင့်မှာအသုံးစရိတ်ပိုက်လိုင်းတွေအများကြီးရှိနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်တင့်ငွေကြေးအခြေအနေကဘယ်တော့မှမကောင်းနိုင်တာပါ။တင့်ပုံးထဲကိုရေဖြည့်ပေးနေတဲ့ဘုံပိုင်းတစ်ခုတည်းရှိနေပြီးကြီးမားတဲ့အပေါက်ဆယ်ကူကနေရေတွေစိမ့်ထွက်နေမယ်ဆိုရင်ဒီဘုံကဘယ်လောက်ကြာမှပြည့်မှာလဲ။ကျွန်တော်တင်တို့မေးနေရပါ။ပြောကြည့်ပါ။ဘယ်လောက်ကြာမှပြည့်မှာလဲ။ဘယ်တော့မှမပြည့်နိုင်ဘူးဆိုတာတင်တို့လည်းသိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဘုံပိုင်းကတစ်ခုတည်းရှိပြီးတော့အပေါက်က10ပေါက်ရှိနေလို့ပါပဲ။ဒီအခြေအနေကိုဒီနေ့ပြောင်းပြန်လှန်ရပါလိမ့်မယ်။တင်ရဝင်ငွေပိုက်လိုင်းတွေကိုပို့ပြီးတော့များများဖန်တီးရပါလိမ့်မယ်။ပြီးတော့အသုံးစရိတ်ရအပေါက်တွေကိုရှော့ချပစ်တာဒါမှမဟုတ်ပိတ်ပြရပါလိမ့်မယ်။အဲ့ဒီအခါမှသာတင်မောကပြည့်လာပါလိမ့်မယ်။မိတ်ဆွေချမ်းသာကြွယ်ဝဖို့ဒီထက်ပိုကောင်းတဲ့နည်းလမ်းမရှိပါဘူး။ကျွန်တော်တင်တို့ကိုကြီးကျယ်တဲ့ဥပမာတစ်ခုပေးပါမယ်။ဘာကွမ်တာတာဟာသူ့ရဲ့ခေတ်အရန်ကိုနာမည်ကြီးရဲ့ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ပြီးတော့သူဟာဘရင်တစ်ပါးလိုဘဝကိုနေထိုင်ခဲ့ပါတယ်သူ့မှာအဲ့ဒီအချိန်ကကား9စီးရှိခဲ့ပါတယ်။ဆိုလိုတာကတပတ်မှရှိတဲ့နေ့ရက်တိုင်းအတွက်ကားတစ်စီးစီရှိခဲ့တာပါ။သူ့ရဲ့ပုံစံနဲ့ဂုဏ်သိက္ခာကွဲပြားနေခဲ့ပါတယ်။ဒါပေမဲ့အချိန်ကအမြဲတမ်းဒီတိုင်းဖြစ်နေမှာမဟုတ်ပါဘူးမိတ်ဆွေ။သူ့ရဲ့ရုပ်ရှင်တချို့ကနေနာမည်ကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာအခြေအနေကသူ့ရဲ့ဂျူဘန်ဂလိုနဲ့ကား9စီးကိုရောင်းချပြရတဲ့အထိဖြစ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့သူဟာအမြဲတမ်းအိမ်ပြောင်းရွှေ့နေခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့မှာပတ်စံရှာတဲ့နီလန်တစ်ခုတည်းသာရှိခဲ့လို့ပါပဲ။ဒါဆိုဒီနေ့ကစပြီးတော့ဝင်ငွေပိုက်လိုင်းအစ်စ်တွေဖန်တီးဖို့စဉ်းစားပါငွေကြေးရဲ့ပြင်းစမမြောက်ဒါပေမဲ့အလွန်အရေးကြီးတဲ့ဘဝထဲမှာအပြည့်အဝထည့်သွင်းကျင့်သုံးရမယ်စီးမြင်ရတော့ပေးကမ်းခြင်းပါပဲဟုတ်ပါတယ်ပေးကမ်းလိုက်လို့ဘယ်သူမှဆင်းရဲမသွားပါဘူးနည်းနည်းပဲဖြစ်ဖြစ်များများပဲဖြစ်ဖြစ်ပေးကမ်းလိုက်ပါမိတ်ဆွေဒါကကျွန်တော်ဒီနေ့တင့်ကိုမျှဝေခြင်းနဲ့ပတ်စံရှာနည်းရဲ့အထူးခြားဆုံးစီးမြင်ပါပဲလူတွေကပေးကမ်းရင်ဆင်းရဲသွားမယ်လို့ထင်ကြပေမဲ့အဲ့ဒါဘယ်တော့မှမဟုတ်ပါဘူးတကယ်တမ်းကျတော့စန့်ကျင်ဘက်ပါပဲပေးကမ်းခြင်းဟာတင့်ကိုပို့ပြီးတော့ချမ်းသာကြွယ်ဝစေပါတယ်ဘာဖြစ်လို့လဲဆိုတော့ပေးကမ်းခြင်းဟာမျိုးစေ့ချတဲ့နေရာမှာနဲ့အလုပ်လုပ်လို့ပါပဲတင်တစ်ခုကိုပေးကမ်းလိုက်တဲ့အခါတင်ဟာမျိုးစေ့တစ်ခုကိုစိုက်ပျိုးလိုက်သလိုပါပဲပြီးတော့မျိုးစေ့တိုင်းရဲ့သဘောတိုင်းပဲတင်ဟာအဲ့ဒီအရာရဲ့အစတရားဒါမှမဟုတ်1000ပြန်ရပါလိမ့်မယ်ကြည့်လိုက်ပါတင်ဂျုံစေးကိုစိုက်ရင်ဘာဖြစ်မလဲဂျုံရပါလိမ့်မယ်စပားကိုစိုက်ရင်ဆိုင်ရပါလိမ့်မယ်အလားတူပါပဲတင်ပတ်စံပေးကမ်းရင်တင်ဟာငွေရဲ့မျိုးစိတ်ကိုစိုက်ပျိုးလိုက်တာဖြစ်ပြီးတော့အပြန်အလှန်အားဖြင့်ငွေကိုရရှိလာပါလိမ့်မယ်။တင်မြတ်တာကိုလက်ဆောင်ပေးရင်အပြန်အလှန်အားဖြင့်မြတ်တာကိုရရှိပါလိမ့်မယ်။ပြီးတော့မှတ်ထားပါ။ပြန်ရဖို့မျှော်လင့်ချက်နဲ့ဘယ်တော့မှမပေးကမ်းပါနဲ့။အစာပေါင်းများစွာပြန်ရခြင်းရုံတက်တက်နဲ့အလူမလုပ်ပါနဲ့။ဒီအမားကိုဘယ်တော့မှမကျူးလွန်သင့်ပါဘူး။ဖះเจ้าမှာပန်ကားတွေတက်ပေးခဲ့တယ်။ဒါမှမဟုတ်တုတ်တန်မှာခုံတန်းလျားတွေစောက်ပေးခဲ့တယ်လို့ပြောပြီးတော့တင့်ရဲ့ရရောမှုတွေကိုကြွားဝါမနေပါနဲ့။ကိုဘယ်တော့မှကြီးမြတ်သူအဖြစ်မတင်ပြပါနဲ့။ဒီအလုပ်ကိုတိတ်တိတ်ဆိတ်ပဲလုပ်ပါတင်အစတရားပြန်ရမလား1000ပြန်ရမလားဆိုတာစစ်ဆေးဖို့ကတင်အလုံးမဟုတ်ပါဘူးအဲ့ဒါသူ့လိုဖြစ်လာပါလိမ့်မယ်ဒီတိုင်းထားလိုက်ပါကျွန်တော်ပြောတာကိုပဲအမြဲမှတ်ထားပါလက်ခံရရှိခြင်းစီကိုဥတည်တဲ့လမ်းကြောင်းကပေးကမ်းခြင်းကနေတစ်ဆင့်ပွင့်လာပါတယ်ကျွန်တော်မကြာခဏပြောဘူးပါတယ်တင်ကပေးကမ်းခြင်းကိုတင့်ရဲ့ဝင်ငွေမှာပါဒနာအဖြစ်နဲ့ထားရှိတဲ့ပါတယ်9%ဖြစ်ဖြစ်10%ဖြစ်ဖြစ်တင်တက်တောင့်တက်တာခံစားရသလောက်ပူးပေါင်းဆောင်ရွက်ခွင့်ပေးလိုက်ပါပြီးတော့စဉ်းစားကြည့်ပါသူတို့ကတင့်ရဲ့ partner တွေဆိုရင်စီးပွားရေးကဘယ်လိုတိုးတက်လာမလဲဒီစီးမြင့်၅ချက်ကတင့်ဘဝမှာအောင်မြင်မှုအကြီးအကျယ်ရရှိနေနိုင်ပါတယ်ဘယ်စီးမြင့်ကိုအကြိုက်ဆုံးလဲဆိုတာ comment မှာကျွန်တော်ပြောပြပေးခဲ့ပါပြီးတော့ဒီဗီဒီယိုတင်သိရသူအားလုံးနဲ့မျှဝေပေးပါနောက်ထပ်ဗီဒီယိုတစ်ခုနဲ့မကြာခင်မှာပြန်တွေ့ပါမယ်